ဒီစစ်အာဏာရှင်ကိုဖြုတ်ကိုဖြုတ်ချမယ်ဘလို့ဒီနဲ့ဖြစ်ဖြစ်ဖြုတ်ကိုဖြုတ်ချရမယ်ဆိုတဲ့စိတ်သက်ရှိမှအဲ့လိုမျိုးဖြစ်ခဖြုတ်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိမှပဲဒီတော်လန်ကြီးကအောင်မြင်အဓိကကတော့တော်လန်ရေးဒီအင်အားစုတွေကအာဏာရှင်ကိုဖြုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပဲထားပြောမယ်နံပါတ်1ဖိနှိပ်ထုတ်ချက်ခံရမယ်တရားမျှတမှုရမှာမဟုတ်ဘူးညီတူညီမျှပြောမယ်ဖြစ်ခွင့်ရှိမှာမဟုတ်တော့ဘလို့ပဲဒီနိုင်ငံမှာပဲနေရင်းနဲ့ပဲလုံးပါပါသွားကြဒီပြည်တွင်းကလူငယ်အင်အားအများကြီးပြောမယ်စုစည်းနိုင်မှတော်လန်ရေးကအောင်မြင်နိုင်တာပေါ့အဲ့လိုတော့မြင်တယ်